မို့အရင်လေးစားရတဲ့ဆီယာမတူပြောတဲ့စကားလေးရှိတယ်ကိုယ့်ရဲ့ဘဝမှာပို့ပြီးတော့မှပျော်ရွှင်ခြင်းနဲ့ကိုလုပ်နေတဲ့အလုပ်တွေပို့ပြီးတော့မှထိရောက်ခြင်းနဲ့ဝင်ငွေတွေပို့ပြီးတော့မှရခြင်းနဲ့ဆိုရင်တကယ်ကြီးပြောင်းလဲရမယ်အရာတစ်ခုတည်းကိုယ့်ရဲ့ mindset ပါပဲဟုတ်ပါတယ်မို့တွေက mindset ကိုအရင်ဆုံးချင်းရပါလိမ့်မယ်စူးစမ်းနေတဲ့အလုပ်တွေလုပ်နေတယ်အဲ့ဒီຢာတွေဒီအပေါ်ရံမယ်သိတယ်ဟုတ်စူးစမ်းတိုင်းအလုပ်ဖြစ်နေတာမဟုတ်ဘူးအဲ့ဒီကိုယ့်ရဲ့ mindset ကိုချိန်နိုင်ပြီဆိုလို့ရှိရင်အလုပ်အများကြီးဖြစ်လာလိမ့်မယ်ကိုယ့်ရဲ့ယုံကြည်မှုတွေကိုပိုကောင်းတဲ့ယုံကြည်မှုတွေအဖြစ်ပြောင်းလဲနိုင်တယ်ဆိုလို့ရှိရင်ကိုကလည်းစူးစမ်းတဲ့ action ယူတယ်ဆိုနှစ်ခုပေါင်းပြီးပိုပြီးထိရောက်တာကိုတွေ့ရပါလိမ့်မယ်ဒါကြောင့် mindset ကိုဘယ်လိုချင်းရမလဲကိုယ့်ရဲ့ခံယူချက်တွေကိုဘယ်လိုချင်းရမလဲအမို့ဆိုလို့ရှိရင်အမို့ရဲ့ဘဝအတစ်တဖန်ပြောင်းလဲသွားတာအတစ်တဖန်ပြန်လဲပြီးမွေးဖွားလာတယ်လို့ခံစားရတဲ့အရာတစ်ခုတည်း NLP လို့ခေါ်တဲ့အတုံးချစိတ်ပညာကိုသိလိုက်ရတဲ့နေ့ပါပဲအဲ့ဒီကြတော့မှအမို့သိတာဟာငါရဲ့အတွေ့တွေမှားနေတာပါလားဟာငါရဲ့ခံယူချက်တွေမှားနေတာပါလားငါဒီလိုကြီးယုံကြည်မှုတွေရှိနေတာပါလားအော်အဲ့ဒါကြောင့်ငါရဲ့ဘဝထဲမှာဒါတွေအဆင်မပြေနေတာအဲ့ဒါကြောင့်ငါရဲ့ဘဝထဲမှာ relationship တွေအဆင်မပြေနေတာအဲ့ဒါကြောင့်ငါရဲ့ဘဝထဲမှာငွေကြေးတွေအဆင်မပြေတာအဲ့ဒါကိုအမောသိပြီးတော့မှလူသစ်စိတ်သစ်နဲ့ရလက်အသက်တွေရလာတာပဲဖြစ်ပါတယ်ဒါကြောင့်ဒီဗီဒီယိုကိုကြည့်တဲ့မိတ်ဆွေတွေလုံနိုင်ပါတယ်ဖြစ်လာပါလိမ့်မယ်အရေးအကြီးဆုံးဒီကိုတိုင်းစတင်ရဲတဲ့စိတ်ပြောင်းလဲရဲတဲ့စိတ်တင်ယူရဲတဲ့စိတ်ရှိရပါလိမ့်မယ်ငါတော့မကိုယ်တိုင်ပြောင်းလဲခဲ့တဲ့အတုံးချစိတ်ပညာလို့ခေါ်တဲ့ Neuro Linguistic Programming ကိုပညာလက်ဆောင်အနေနဲ့ပေးထားပါတယ် join ချင်တယ်ဆိုလို့ရှိရင်မွေးရ page messenger မှာအသေးစိတ်လာပြီးတော့မှစုံစမ်းမေးမြန်းနိုင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်အမြဲတမ်းမှတ်ထားပါ Hero is you